လုံးပဲမင်္ဂလာပါအေးရှန်ကင် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစက်တာအေးရှန်ကင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဗီဒီယိုမှာတော့ Roblox တွေမှာရှိတဲ့ Steam Braver တွေရနေပါတော့ private server ပေါ့နော်ကျွန်တော် private server မဟုတ်ပါဘူးသူများ private server တွေပါRiva ကတော့ရှစ်ခါပဲရှိရပါတယ် Riva ကူလုပ်ပေးကြပါအောင်အားလုံးပဲဆိုကျွန်တော်အကောင့်တွေကိုပြမယ်ဆိုလဲရှိမယ်ပမဘီကူစီရှိချစ်စာဟိုနှစ်ကောင်တော့သုံးကောင်တော့မသိပါဘူးဗျာမဲလဲပေါ်လို့10ကောင်လောက်ရှိရောင်းပြတာတော့မတက်ပဲရှိပါတော့ဘယ်တော့က3ကောင်ပဲရှိပါအပေါ်ဆိုပဲကိုဖန်တို elephant တို့နှစ်ကောင် giraffe ရှိတဲ့တကောင်ရဲ့ဒီပေါ်တော့ blueberry နဲ့ octopus နဲ့ lava version လေးပေါ့နော်ဆိုတော့ဘာရှိပါအခုလိုမျိုးအမိုက်စာအစတီးရဲ့ brain တွေမှာရှိရဲ့အကောင်တွေ blood fruit တွေမှာရှိရဲ့အမိုက်စာ level max အကောင်တွေ T-Rex Yeti awakening အကောင်တွေနဲ့ Kizu နဲ့ awakening အကောင်တွေရရှိမှာဖြစ်ပါတယ် Greg Garden မှာဆိုရင်လည်း new pet ဖြစ်တဲ့ red panda golden goose prismatic ဖြစ်တဲ့ Kizu နဲ့တို့ရရှိနိုင်အောင်ဖြစ်ပါတယ်အဲ့ဒါအပြင်အခြားသောမျိုးစုံလည်းရရှိရအတွက်ကြောင့်အမြန်ဆုံးသွားရောက်ဝယ်ဖို့တိုက်တွန်းချင်ပါတယ် Facebook နဲ့ Telegram မှာ KSDDD shop ဆိုရရှိပြီးတော့အမြန်ဆုံးသွားရောက်ဝယ်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်လူချိုက်များ robot တွေကဒီမှာဈေးနှုန်းအချို့သားဆုံးနဲ့ရရှိနေဖြစ်တယ်အမြန်ဆုံးသွားရောက်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲဒါဆိုဗီဒီယိုလေးဆက်လိုက်ကြအောင် let's go ဆိုတော့ကျွန်တော်အခုဘာလို့လဲပေါ့like play ပါ so Riva လောက်ပြီးကျွန်တော်ဆို Brian 335 up blue လဲမသိဘူးမပေါက်တော့ခုနမကိုအစားအတွေ့လိုက်ပါဗျအဲ့ဒါလေးပေါ့ပြီးတော့ခင်ဗျား private server လေးကျုပ်ကိုခေါ်လိုက်ပါကျုပ်လာခဲ့ပါမယ် so ဒါ Indonesia event လို့သာပြောရှင်ရန်နဲ့ဟုတ်လားမပြောတော့ဘူးသူကအမကြိုက်Blue Man Japan style လို့ Taiwan style လို့နဲ့ Spain ကြီးအစား event လာတော့လည်းအဲ့လို Indonesia အဲ့လိုရှိရလားဟာလားကွာအလိုင်းလည်းလက်တွေဘယ်လိုကောင်းလဲလူဟာငါအရင်လည်းဘာမှမရှိ Riva လောက်ပြီးမှသူကလည်းဘသူမှမရှိဟာလားကောင်းကွာလောမလဲပြလိုက်တာလမ်းလည်းတိုးလက်တာပါကွာဆိုနောက်ဆက်လိုက်ပါတော့ပြင်းနေဆိုဒီကနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေး channel တက် like subscribe နဲ့ခဲ့ပြီးဘေးနားခေါင်းလေးနဲ့ခဲ့ပြီးပါ subscribe နဲ့ချင်အဖြစ်ကျွန်တော်ဒီဘက်တလားကူညီရောက်ပြီးတော့ subscribe ဆိုတဲ့ button လေးနဲ့ like လုပ်ရတဲ့အလကားနဲ့ရတဲ့ button လေးဖြစ်တဲ့ကျွန်တော်ကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒီထက်ပိုကောင်းတဲ့